50ใช่ไหมคิดว่าพม่าชีวิตมีความสุขมากวันนี้ดูเลยอ่ะเกือบใหญ่အလုံးကိုကြိုဆိုလိုက်ပါတယ်ဗောနော်ဒီနေ့ကျွန်တော်အလေခေါ်သွားခြင်းတဲ့နေရာဒီကျိုးကော့တောက်ကျိုးမှာရှိရဗျာယူဆိုင်လို့ခေါ်ပါတယ်ဗောနော်အဲ့ဒီမှာဆို view အရန်နဲ့မှာလှတယ်ဗျာကိုင်းချင်းအနေထားတယ်လှတယ်ဘန်ဂရိုးလှတယ်ဗောနော်ဒီမှာဝင်ကြီးအနေနဲ့50ပေးရတယ်အဲ့ဒီ50မှာသူတို့ဒီမှာရေတဘူးလဲပေးတယ်ဗျာပေးရေလဲကူးရတယ်ဗျာမဆိုးဘူးလို့ပြောရတယ်အဲ့ကြောင့်ကျွန်တော်50နဲ့တန်အောင်ရေတကူးကြအောင်ဗျာယူဆိုင်မှာယိုးတော့မယ်ကျွန်တော်တို့အလေတော့မယ်ယေးโอเคအားလုံးပဲဟိုမှာဘယ်တော့စားထွက်လာတော့ကျွန်မရိုက်ပြလိုက်ဘူးဘာလို့ဘယ်တော့တော့မဖြစ်နေစစ်သားလို့တော့အဲ့တော့မရိုက်လာလည်းဘူးတော့ဘာစကေမောင်းနေတယ်စစ်သားပြီးတော့ကျွန်တော်โอเคကျွန်တော်ဒီဆိုင်ကိုပေါ်သွားကြည့်တယ်နော်ဆိုင်မှာပြန်လာတယ်အဲ့တော့ပေါ်သွားကြည့်တယ်ဘယ်တော့တော့လာတော့ဘယ်တော့လို့ပေါ်နေတယ်အဲ့တော့ပြန်ပြလိုက်ပါတော့โอเคလာကြောယူဆိုင်မှာသွားရအောင်ဗျာဘယ်လောက်လာလဲဒီနေ့တော့ဘိုးတော့ဒီနေ့ဟုတ်တယ်ဗျာအဲ့ဒီဆိုင်ကြောဒီလိုကြည့်ရအောင်လာလို့ဒီအောင်မှကြည့်လေ let's go okayเอาละအခုဆိုရင်ကျွန်တော်ယူဆိုင်ကိုရောက်ပြီပေါ့နော်ဒီယူဆိုင်ဆိုရင်ပေါ့ကျွန်တော်ဆိုင်ငယ်နဲ့ဆင်လို့ရတယ်ဗျသူကဟိုအောက်ထီကိုဒါမဲ့သူကဒီအဆောင်ကြီးပဲဗျတော့6ဝယ်သိမှာအကုန်အဆောင်ကြီးပဲလူ2ယောက်ဆိုရင်တော့အဆင်းဆိုတော့အဆင်ပြေတယ်ဗျသူကအသက်ဆိုရင်တော့လုံးဝအဆင်မပြေဘူးဟိုဒုံပိတ်မပြေပေါ့ဂီယာပိတ်မဖြစ်လုံးဝတတ်မနိုင်သူကသားဆောင်းတဲ့အတွက်ကြောင့်ပေါ့နော်ဒါပေမဲ့အောက်မှာတော့အရန်နဲ့မှာ view လာတယ်ဗျတိတယ်မှာသူတို့ကဒီကိုင်းရှိဟိုဘက်ချမ်းရိုးတဓာကြီးထိုးလာတဲ့အတွက်အဲ့ဒီဖက်ချမ်းရဒီဘန်ကရိုလိုက်ကြည့်ဆိုတကယ်အရင်လာတာဗျာအဲ့တော့ကျွန်တော်လိုက်ပြမယ်ကျွန်တော်ပြောသလိုရောတကယ်ရောလာရတာဘယ်လိုအနေထားမှရှိလဲဆိုတော့ကျွန်တော်တို့လိုက်ကြည့်ကြ Okay bye let's go ဟိုဟိုမကျဲနဲလည်းမြင်မဟုတ်ဘူးကျွန်တော်ပြရရေးတွေ့လားဒီအဲ့ဒီကောင်စောက်ကြီးတတိုက်သူစောက်ဆေးနေတာဟိုဘက်ကိုဆေးနေလို့ပြောင်းပါရဲ့โอเคကျွန်တော်ဖြည်းဖြည်းပဲဆေးရမှာပေါ့နော်ဂီယာလေးဂီယာနံပါတ်1နဲ့ကျွန်တော်ဖြည်းဖြည်းပဲဆေးရမှာပေါ့အဲ့တော့စောက်ကရမ်းမြင့်နေဗျာโอเคလာဟိုအောက်ပဲဂိုင်းကြီးပဲချောချောချူရောက်မလားလမ်းမှာပဲကျွန်တော်3လုံးပလက်ဖြစ်မလားโอเคลงกันไปดูไปရောက်တယ်ဗျာစားလားမစားလားဆိုတော့သူကအရှိရော break ကကျတော့ဒီအရှိရောအနောက်ကိုပြန်ညှစ်ပေးရတယ်ဒီအားလေးနံပါတ်1နဲ့ဗျာနောက်သူတော့မရဘူးမကြည့်စားတယ်ဆိုပြီးကျွန်တော်စိုက်ရဲပတ်ကေရက်တဲ့နေရာတော့ရောက်ပြီပေါ့နော်ကိုင်းချီရတော့အောက်မှာဝေါ
ဒီကနေမြင်နေရတော့မှဒီလောက်လှတယ်သလားတရားဟုတ်မှတရားသလားအိုးတရားဟုတ်ကျွန်တော်တို့အဲ့ဒီကနေဆေးပြီးတော့အမှကျွန်တော်ဒီကနေတော့လိုက်ရိုက်ကြည့်အရန်လှတယ်ဗျသလားโอเคလားကျွန်တော်တို့ကြည့်မယ်ဗျအောက်ဆင်းကြည့်မယ်ဘယ်လောက်လှတယ်ဆိုတော့အောက်မှာလေဒီနေ့ကတော့ဗျာဒီနေ့ကတော့ဘယ်လိုပြောမလဲဒီလိုဗီဒီယိုထွက်ရိုက်ဖို့စဉ်းစားနေတော့ဗောနော်ဘယ်သွားလို့သွားမှမသိပြီးမိုးကလည်းအုပ်နေတော့ဗျာဆိုတော့ဘယ်မှာတော့ရိုက်လို့ရိုက်ရမလဲဒါကြောင့်ကျွန်တော်အိမ်ကအထွက်မှာဗောနော်ကျွန်တော်မရိုက်ဖြစ်ဘူးလမ်းသွားရင်ကျွန်တော်လမ်းမှာစဉ်းစားမိတယ်ဗျာအေးဒီလာရကောင်းပါဗောဒီမှာလည်း view လာတယ်ဆိုပြီးတော့အဲ့ဒါဒီကိုလာဖြစ်လိုက်တာပါအရန်ဒီမှာလှတယ်ဗျာမကြည့်ပြပေးမယ်โอ้โคตรสวยလှနေအောင်ကြောက်မကိုင်းကြည့်ဒီနေ့တော့လေလည်းညိတ်နေတော့ဗျာပြီးတော့မိုးရတယ်နည်းနည်းအုပ်နေသေးတယ်ဗောနော်မိုးရွာမလားဘယ်လိုလဲတော့မသိဘူးဒါပေမဲ့အခုဆိုရင်ဘယ်နှစ်နာရီ4နာရီပေါ့4နာရီကျော်ပါပြီလာအောက်မှာတစ်ချက်ကြည့်အောင်ဘယ်လောက်လှရလဲဒီကနေဆယ်ပါအောင်နော်โอเคဗျဝင်ကြီးပေးရလားမပေးရတာတော့မသိဘူးเนาะကျွန်တော်ဟုတ်အရင်တစ်ခေါက်လာတော့မပေးရဘူးเนาะအခုတော့မသိဘူးလူမရှိဘူးပြမယ်တိတ်ဆိတ်နေတာဒီမှာရေကူးကန်နဲ့ဝါโอ้ရလာရရေကူးကန်တိတ်ဆိတ်နေတာပဲဒီကောင်ဆိုဘားပေါ့เนาะဘားမှလည်းလူမရှိရဗျတိတ်ဆိတ်နေတာဒီမှာလေကြီးရှင်းနေတာပဲเนาะโอ้ရေကူးလို့ရမလားမင်းနော်ရေကူးလို့ရရင်ရေစင်းကူးမယ်လားโอเคအခုတော့ကျွန်တော်နည်းနည်းပတ်ကြည့်လိုက်အောင်ဒီကောင်ဆိုရင်ဒါတိုက်ပြက်ခံပေါ့သူတို့ပိတ်လိုက်ပြီဗျာဘယ်လိုဖြစ်လို့လဲမသိပိတ်ထားပြီနော်တိုက်ပြက်ခံအိုးလှတယ်ကြက်ဟူးဒီနေ့ရေစင်းကစားလေးရတယ်ဗျာဒီနေ့စင်းသွားဟိုအောက်မှာရေကစားလို့လည်းရတယ်ရမိုက်နော်ว้าวสวยเลยโอ้เจ๊แล้วจะหูตาเช็ดตัวจริงไหมตาไปลองไล่အခုကျွန်တော်တို့ဟိုဘက်တရားကိုတစ်ချက်သွားကြည့်မှာပေါ့နော်ဒီတရားနေတော့ကျွန်တော်တပုတ်လေးပါလေးရိုက်ပြီးရင်ကျွန်တော်ဒီမှာရေလာကစားဖို့တော့ဒီဆိုင်မှာလူရှိမယ်လို့ထင်တယ်ပေါ့အဲ့ဒီမှာကျွန်တော်ခွင့်တောင်းကြည့်မှာဗျာရေကူးကမှာရေကူးလို့ရတာရတယ်ဆိုရင်ကျွန်တော်ရေကူးပြီးမှပြန်ပါတော့မရဘူးဆိုတော့လေဟိုကြည့်ဒီကြည့်ပြီးရင်ပြန်ပါပေါ့โอเคလာကျွန်တော်ကြည့်အောင်တရားဘယ်လောက်လာလဲโอ้ว้าเอาละအခုဆိုရင်ကျွန်တော်တရားပေါ်ရောက်နေပြီရန်နဲ့မိုက်တယ်ရန်နဲ့မှလည်းလှတယ်ဗျာကြည့်ရအနောက်ကဘာကြီးဘယ်လောက်လှတယ်ဆိုတော့ဒီနေ့လေလေးတော့နည်းနည်းတိုက်တယ်ဗျာဒီမှာအေးအေးလေးနဲ့မိုက်တယ်ဒီရတယ်ရေတဲ့ line အလောက်မထားဘူးဗျာရေကစားမစိုးရင်ပင်လေရေကူးကျင်တယ်ဆိုရင်ပင်လေရေတော့ကူးလို့ရမယ်ဒီနေ့လေဘာလို့ line အလောက်မထားဘူးဟူးအိုးလာနေရောအမောပြေသွားတာပဲယိုးဟူးအမောပြေသွားတာပဲဗျာဒီကျန်တော့မိုက်တယ်ဟူးชีวิตมีความสุขมากวันนี้จะบังรู้ไล่เนาะบังรู้แย่ไล่โอเคဗျအခုဒီမှာခဏကျွန်တော်အနားယူလိုက်အောင်မယ်ပြီးရင်ကျွန်တော်တို့ရေတူတူတော့ကူကြမယ်ဗျာဒါပေမဲ့ကျွန်တော်ခွင့်တောင်းကြည့်လိုက်မယ်နော်ဟိုရေကန်မှာရေကူးကမှာရေကူးလို့ရလားမရလားဗောနော်
โอเคကူလို့ရတယ်ဆိုရင်ကျွန်တော်တူရေကူးရအောင်ပဲခုလောလောဆယ်တော့ကျွန်တော်တို့တူ view နဲ့ရှုခင်းနဲ့ဘန်ဂလိုအလားတရားနဲ့ကျွန်တော်တူခံစားကြည့်လိုက်ရအောင်ဘယ်လိုအနေထားမှရှိလဲဆိုတော့ တို့view လဲကြည့်ပြီးပြီဗျာခဏလဲအနားယူပြီးပြီဆိုတော့လေရေတော့ကစားရအောင်ဗျာခုနကကျွန်တော်မြင်တွေ့ခဲ့တဲ့ဟိုမှာကျွန်တော်ဆင်းလာတော့တွေ့ခဲ့တဲ့ဒီရေကူးခံမှာရေကူးလို့ရလာပေါ့နော်ကျွန်တော်အဲ့ဒီမှာရှိတဲ့ပမာတော့မဟုတ်ချမ်းကိုကျွန်တော်မေးကြည့်မယ်ပေါ့နော်တကယ်လို့ရေကူးလို့ရတယ်ဆိုရင်ကျွန်တော်ရေကူးရအောင်ဗျာလာတက်ကြည့်အောင်ကျွန်တော်တူတူရေကူးလို့ရမရတော့မေးကြည့်အောင် let's go ကျွန်တော်စိတ်နေတော့ရေကူးလို့ရမယ်ထင်တာပဲเนาะသူကဘာဖြစ်ဆိုတော့ရေကူးဖို့လောက်ထားပေးတာပဲဟာလားရေကူးလို့လောက်ထားပေးပဲဆိုရင်တော့ရေကူးလို့ရမယ်လို့တော့ထင်လာသူတို့ကြည့်အောင်တကယ်ရေကူးလို့မရဘူးဆိုရင်တော့လေကျွန်တော်တို့ရေငန်ဆင်းစိတ်မယ်ဗျာရေငန်ပဲဆင်းစိတ်တော့ရေငန်ပြီးရင်ဒါကျွန်တော်တို့ပြန်ပါမယ်เนาะလာကြောအပေါ်မှာလူရှိတယ်ဗျအပေါ်မှာလူတစ်ချက်လောက်သမီးကြည့်အောင်နော်ဒီကူလို့ရလားဆိုတော့မဝေးประมาณไว้แล้วอ๋อพี่ครับคุณอย่าเล่นน้ำได้ไหมครับเล่นน้ำที่สาวเป็นคนเดียวมีเก็บค่าเข้า50 บาทอ๋อได้เล่นน้ำได้ใช่ไหมโอเคครับ50ใช่ไหม50 บาทคิดว่าพม่าครับครับที่นี่มีแต่พม่าอ๋อนี่อยู่ที่ไหนฮะอยู่ที่ไหนอยู่สารีนี่แหละพี่อยู่เอเชียเกียร์ได้อ่ะเขาผมยืนอยู่พี่ไปรับฝรั่งอยู่คนทำงานที่ขับ6 ล้ออยู่คนไทย 5-6 คนเองที่นี่พม่าไปเนี่ยเดี๋ยวครับขอบคุณครับครับค่าเข้า50ပြရတယ်ဒါပေမဲ့သူရေတကူတိုက်တယ်ဗျာသိလားရေတော့ကူလို့ရတယ်တဲ့ငါကြောသူရေတကူ50ပေးပြီးတော့ရေကူရတာဗျာ
Okay, ye dah go lah. Let's go. Mau ke. Dah, ye ku rồi mày, ye ku rồi mày. Ye ku mày về rồi mà. Xài vai nám. Ye ku mày rồi mà tụi tụi. Cái này thì cho nó anh gì nên show lại mày, và biết rồi. Bảo mình này anh gì bé bà rồi nhá. Ye lấy ra mà bà đấy cho anh cho nó. Bảo mình anh gì show video ye ku mày nó. Vì ok, cái này thìกูđó bị mà bị dạy cho mày. Ok, anh gì show video. Ye ku mày chứ. Gì đấy xem mày. Là tụi gì cú chơi à? Ngã thế này tao gì cú mày. Tụi ngã thế cao rồi đó, ngã thế mà đi về bút bút bê đấy đó, về bút bút bê đấy, đi nó gì đấy cú ra đấy, mà xấu của nó. Ok, là cú đó gì đấy tụi cú chơi à? Được vậy. View đấy giờ là rồi mà chị. Thôi đi. Để. View đấy là rồi. Gì đó đi sota đi thế làm nhà làm gì. Biết lâu xe rồi. Gì áo biết lâu phía biết lâu xe. Cái gì chứ cứ nhau vậy. Cho nó đeo đấy gì này gì cũng đây đủ đúng gì Đại la 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 Ok đó, nhưng mà gì khả năng xảy mẹ bị mà biển nó mà vẫn nó bây giờ ngã về pi ra vì ngã về này tạo nó gì cua mẹ ok bị điều này chỉ rồi nhân này sao mà biển nó mẹ nó ok cho nó điều này chỉ gì cái giá nhauมีความสุขมากวันนี้มีความสุขดีเย้ก็ยีมากูได้จ่ายเริ่มดีเลยยียังกูก้อนเลยเปล่าย้อนที่มันนี่จ่ายไปเลยยีเด็กขามาดิมิวมากูเปล่าดิมากูมาแต่ขากูเลยบ่เนาะဆိုတော့ကူလို့ရန်ကောင်းတယ်ဗျရေစိန်လို့ရန်ကောင်းတယ်ဘယ်လိုပြောမလဲရေစိန်တာနဲ့တစ်ခုကောင်းတယ်လို့တော့ပြောဘူးတယ်ဗျလူကြီးတွေဒီရေတွေပါဒီမျိုးစိန်တာပေါ့နော်ဘယ်လိုကျမကြီးကောင်းတယ်ပြောဆိုဗျရေစိန်လို့ကောင်းတယ်နွေလေးနဲ့ဒါနိုင်ငံခြားသားတိတ်မရှိဘူးထင်တယ်ဗျဟိုမှာထိုင်နေတာဆိုတော့နိုင်ငံခြားသား3ယောက်ပဲရှိတယ်ပြီးရင်ကျွန်တော်တယောက်ကျွန်တော်ရေကူးနေတော့ပေါ့နော်အနဲ့ကျွန်တော်တယောက်4ယောက်ပဲရှိတယ်ဗျပုံမှန်ဆိုရင်ဟိုအရင်
ဟိုအရင်လာရဆိုရင်တော့ကျွန်တော်လာတော့ဆိုရင်ဒီလိုမျိုးကျွန်တော်ဘလော့ရိုက်ပြီးလာတာမဟုတ်တော့ဗျာဒီမှာဒီရေကူးကမှလူတွေရှိရအင်္ဂလိပ်တွေလေ၄၅အနည်းဆုံး၄၅6ယောက်ဗျာရေကူးနေတယ်ဒါပေမဲ့အခုခောက်မှတော့ကျွန်တော်တယောက်တည်းပါနော်စိတ်တော့မကောင်းဘူးโอเคလာခါရတဲ့ရေ50ဟိုရေတောက်လိုက်အောင်မဘလို့လဲအရသာရှိတာလို့ဟိုးတပူ90ပေးရတယ်ကြီးမဟုတ်လားမသိဘူးချိုးနေတာပဲဟာလာရေကူးပဲရေကူးလို့ကောင်းနေလားရေကူးလို့ကောင်းနေတာအားလုံးပဲဗျဒီဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲတိုင်နေတိုင်နေကျွန်တော်ကိုလေလက်မလေးထောင်ပြီးတော့အားပေးခဲ့ပါဦးနော်နောက်လာတွေနောက်ရက်တွေမှာလေကျွန်တော်အားတဲ့ချိန်ထဲမှာဘဲတွေကိုအလဲခေါ်ရမယ်ဆိုတော့သိနိုင်ဖို့ဆိုရဲကျွန်တော်ရဲ့ဒီဝင်းတီးဟာနဲ့အလဲခေါ်ရမယ်ဆိုတော့ပစ်လေးကိုလည်း follow လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ် okay အားလုံးပဲဒီလောက်ပါပဲ bye bye